AI မတဲ့တဲ့သူတွေအလုံးမရတော့မှာ AI နဲ့လူမျိုးနော် AI တက်မှာရဒါကြောင့် Google account တစ်ခုရှိရမယ်ပြီးရင်အဲ Google မှာလုံးလို့ရသမျှ AI နဲ့အကုန်လေ့လာထားဗီဒီယိုပိုင်းရော image generate ပိုင်းရော generate လုပ်တဲ့အပိုင်းရောစာရေးရေးတဲ့အပိုင်းရောအများကြီးလုပ်လို့ရတယ် AI မယ်အမေရိကန်မှာအခက်သုံးဆံမှုပဲကမ္ဘာမှာအခက်သုံးဆံမှုပဲဥပဒေဆံမှုပဲအဲ့ဒါတော့အောင်ဖြေနိုင်တယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့ကဒုက္ခရောက်လာတဲ့အခါသူ့ကိုပြန်ခိုင်းဆိုင်ခိုင်းတာခိုင်းမဆိုင်မင်းတို့အခိုင်းခံရလေဒီနေ့မြန်မာပြည်ထဲမဟုတ်ဘူးဘွဲရအလကားဆိုတာကဘာမှပါဖြစ်နေတယ်အမေရိကန်လိုနိုင်ငံမျိုးကြီးတွေအင်္ဂလန်လိုနိုင်ငံမျိုးကြီးတွေမှာဘွဲရအလုပ်လက်မဲ့တွေအများကြီးဖြစ်သွားပြီမင်းတို့ကတော့လိုတာမန်ကြောင်းလေးတွေနဲ့ဘွဲရတာဘာဟုတ်လိမ့်အလုတ်ကင်မဲ့သွားတာတွေအများကြီးဖြစ်သွားပြီအဲ့ဒါဘာဖြစ်လို့ဆို AI မတက်လို့ဒါကြောင့် artificial intelligence ဆရာဝန်တွေအစား AI နေစားထိုးလာလိမ့်မယ်အခုဆိုရင် 5G တို့ 6G တို့ပေါ်လာတဲ့ကအဝေးကနေ AI နဲ့ခွဲစိတ်တရုတ်ပြည်မှာတော်တော်အောင်မြင်နေလူမရှိဘူးစက်ရုပ်တွေပဲရှိတယ်အဲ့လူကပါဆိုတော့ခုန patient ပဲရှိတယ်လူနာပဲရှိတယ်ကျန်တာလူတယောက်မှမရှိဘူးစက်ရုပ်တွေအခန်းထဲမှာမရှိဘူးကွန်ပျူတာနဲ့ AI နဲ့လှမ်းပြီးတော့အုံနောက်ခွဲစိတ်တာတွေလုပ်နေပြီနောက်ဆရာဝန်တွေပါငတ်ပါတို့ဘုန်းကြီးတွေလည်းပါတယ် What အခုဂျပန်က robot ဘုန်းကြီးထုတ်တယ်ဒုဒ္ဒစာတက်တယ်သူကအကုန်သင်ပေးထားရင်ပိဋကတ်သုံးပုံထည့်ပေးလိုက်အကုန်မှတ်မိသူကမမှတ်မိပါဠိတော်ထာဂရတီကာယောဇနာကျမ်းတွေအကုန်ထည့်စာအုပ်ပေါင်း1000ဝန်းကျင်လောက်ရှိတုတ်ကို300နဲ့တွက်ဘယ်လောက်လောက်ရှိ7နဲ့300နဲ့တွက်ဘယ်လောက်လောက်ရှိ3သိန်း7နဲ့3သိန်းလောက်ရှိအဲ့လောက်ရှိတဲ့ဟာတွေ AI ပေါ်ပါလေးပဲအေးဆေးလေးသူကထိန်းလို့ရအေးဆေးလေးသူ memorize လုပ်လို့ရအခုဂျပန်မှာမဟာသီဌာနတို့ဘုံဘုံအခုတစ်သုတ်လုံးအလုပ်မရကာယ ानु ပဒနာခန်းလောက်ပဲရတယ်ဒါပေမဲ့ AI ကိုခိုင်းလိုက်ရင်အကုန်ရွတ်ပြတောက်ပါဠိလိုနားထောင်နေတာလားအင်္ဂလိပ်လိုနားထောင်နေတာလားဂျပန်လိုနားထောင်နေတာလားအကုန်ပြောတယ်ဒါပေမဲ့ AI ဟာသက်ရှိမဟုတ်ပါဘူးသက်မဲ့ဖြစ်ပါတယ်ဒါကြောင့်သက်ရှိဖြစ်တဲ့လူတွေရဲ့ကိုယ်ကျင်တရားအခြေခံတဲ့အသိပညာနဲ့ရှင်ရင်တော့ AI အမြဲတမ်းနောက်ကျတယ်ဒါကြောင့်ဘုံဘုံတို့ကကိုယ်ကျင်တရားရောအသိပညာရောပြည့်စုံအောင်ကြိုးစား AI လောက်ညံကောင်းစရာမလိုဘူးသို့တော့ AI ကိုတော့ရှော့မရတဲ့နဲ့သူ့ကိုပြန်ခိုင်းနိုင်အောင်လုပ်အောင်